ဘာတိကြလာမိုးပေါ်ကနေဘာတိကြလာတော့နော်ဒါကကျွန်တော်တို့ Guinevere ရဲ့ experience စကင်ကြီးနော်ဒါဖဇာနာကြီးထင်တယ်လက်ထဲမှာမဟုတ်ဘူးတဲ့ဖြစ်နိုင်ဘူးလေရပဇာနာကိုတီးတော့မှလားမသိဘူးရှင်ကဘယ်တော့မှကျမတို့သစ္စာဖောက်မှာမဟုတ်ဘူးသစ္စာဖောက်မှာမဟုတ်ဆိုအစပါလေသူတို့ရဲ့အဖွဲလားပါရှင်တော့မပြောင်းသေးဘူးပဲတဲ့အဲ့ဂွီနီဗီယာလေးမှောက်သွားပြီလို့ရှင်တကယ်ပဲအရာအားလုံးမေ့သွားပြီလားဘက်ဆန်နာကျမတို့တွေဒီလောကကြီးကိုကာကွယ်ဖို့ဂရုပြုထားတယ်လေဒီမှာဒါတွေကိုကျမကိုယ်တိုင်လှုပ်ထားတာသိလား။အော်သူကိုယ်တိုင်လှုပ်ထားပါဘောနော်ဒါတွေ။အော်ဒါတွေချိတ်ဆက်သွားတဲ့ခါကျဒါတွေကလင်းလာရောရှင်ကျမကိုအမြဲကယူဆိုင်ပေးခဲ့တာ။တမိုင်းသူတို့ရဲ့ story လေးကတကယ်ကြည့်လို့ကောင်းတယ်ဗျာသိလား။တမိုင်းတော်ဖြစ်နေ။တမိုင်းပုံမြန်မာလို့ကျေးဇူးတော်တော့ဘာလို့လဲဖက်ဆနာရှင်အဘလန်ကโอ้ยကျန်းတယ်လူရောဟေးဟဲ့အောင်ကြီးပဇာနာကြီးကဂိမ်းနေတာဂူနီဗီယာနိုင်မယ်နော်အပြင်မှာတော့ဒီအပြင်မှာဖြစ်ဒီကျွန်တော် story ထဲမှာတော့ဂူနီဗီယာတီးခံနေရတာ你这刚得只有上来了သူ့ရဲ့ ultimate ပေါ်လာဆိုတော့ငါ့ကိုပြန်ပေးပြောရမယ်ဆိုဗဇာနာကပါလေကျွန်တော်အညှို့ခံလာတာပါလေအဲ့လိုလားနားမလဲတော့ရှော့ရောဂူနီဗီယာလေးတနာပါတယ်နော်လက်လျှော့လိုက်တော့ကွန်နဗီယာမျော်လေးချက်ဆိုတာစိတ်ကြီးတက်ပဲသူ့ရဲ့စိတ်ဆန္ဒအတီးပဲကျမနားပါတယ်ဂူနီဗီယာကျမလက်မခံဘူးလေโอเคတီးပြီဒီမှာတီးပြီထိတ်တက်တွေတွေ့ကုန်ထိတ်တက်တွေတီးနေကြပြီထိတ်တက်တွေကိုတီးနေကြပြီတောင်းတော့စပဲကုန်ကြီးထုတ်ပြီးကိုတီးနေကြပါနော်စပဲကုန်ထုတ်ပြီးတီးနေကြကျန်းနေဗျာနောက်ဆုံးမှဘယ်သူရှော့သွားလဲဆိုတော့ဂွီနီဗီယာလေးရှော့သွားတယ်ထင်တာပဲဒီလောကထဲမှာတော်လည်းမထားခဲ့ပါနဲ့အိုးတို့တွေကကျန်းနေဗျာ